reading လေးကိုအမြန်ဖတ်သွားလိုက်မယ်နော်ဒါက Japanese rap ဂျပန်ထမင်းချက်ပုံချက်တဲ့ reading လေးဒီမှာဆိုရင်သိထားမယ့်စကားလုံးလေးတွေကပထမဆုံးဒါသိရတဲ့အတိုင်းပဲခါဆိုကိုမိသားစုနောက်ကအိုးရှိရတာရှိတော့ဒီအောက်ကနီဟိုနိုကောဟန်ဆိုတာဂျပန်ထမင်းကိုပြောတာဒါကန်ပက်ခိနာကပြည့်ပြည့်စုံတော့ဒီအောက်ကတာခုဆိုတာချက်တာဒီအောက်ကဟိုဟိုဆိုတာနီလန်ဒါအိုခိုမဲဆိုတာဆန်ဒီအောက်ကကျတော့ခေဝေးလေးဆိုတာတရှင်းစင်ကျဲဆိုတာပေါ့တရှင်းစင်ကျဲအောင်ဒီအာရာကစေးကြောတယ်ဒီအောက်ကကျတော့ဗာလဲဆိုရှင်းဆူဆိုစိတ်ထားတာတော့ဗာနှက်ထားတာကိုပြောတာဒီအောက်က short can ဆိုတာဒီအစားတောက်တွေရဲ့ထိတွေ့မှုနူးညံ့မှုရတာပေါ့နော်ဒီအောက်ကကျတော့တခိစဆုနာဆိုတာတင့်ပြောတော့ဒီအောက်ကမီဆုနော်ပြောဆိုတာဒီရေပမာဏကိုပြောတာဒီဘေးကကျတော့ဆွေးဟန်ကီဆိုတာထမင်းပေါကိုဒီမှာစက်တေးဆိုတာစက်တင်ကိုပြောတာခခုနေက confirm လုပ်တာမာဇေရူမွေတဲ့အာချီယာအရာတာဒါခင်းစုဆိုတာတူညီသော uniform လို့မှတ်ထားပါတော့ခင်းစုဒါကဒိုးပြောကိုကကြ effort စူးစမ်းအားထုတ်တာပြောတာဒီအောက်မှာဆိုရင် reading လေးတစ်ဖတ်ကြည့်မယ်ဒါကိုဘယ်လိုခေါ်လဲဆိုတော့ YouTube ခုံလို့ခေါ်တယ်နော် YouTube ခုံကခါဆိုခုနိ美味しい日本のご飯を作りたいと思っていました。သူကYouTube ကိုစတဲ့ကောင်လေးကသူ့မိသားစုအတွက်အရသာရှိရဲ့ဂျပန်ထမင်းကိုဆက်ချင်တယ်လို့တွေးထားတယ်တဲ့။ခရီဝါခဲမကီနာကိုဟဲ့ကိုတက်ဖို့ဟိုကိုမနာပြီးမစတာသူကပြပြစုံနဲ့ချက်ပုံချက်နည်းကိုလေ့လာသင်ခဲ့တဲ့။မဆို YouTube ကိုကအိုခိုမဲကိုခီမဲယီနီအရိုင်းမစတာသူကဒီပထမဆုံးဆန်ကိုတန့်ရှင်းစင်ကြယ်စွာစေးကြောခဲ့တဲ့။အိုခိုမဲကိုရောခုအရိုင်းပါ美味しく炊けるかもしれないと考えましたဒီတေစာစေးကြောထားမယ်ဆိုရင်ဒီအရာသာလည်းကောင်းကောင်းချက်နိုင်မယ်ပေါ့နော်တွေးထားရဲ့ရောစုကိနိခရေဝအိုခုမဲအိုစန်ချပူဟွန်တိုရှင်းဆွေးစာစင်မစတာသူကမိနစ်30လောက်စိန်ထားလိုက်တယ်ပေါ့နော်အေအိုခုမဲအိုတဲ့ဘာလဲဆိုရှင်းဆွေးစာစဲရပါမိုချီတိုရှိတာရှော့ကန်နိနာရူဒါရိုတိုအမွေမစတာအဲ့လိုသာစိတ်နာမယ်ဆိုရင်ねဒီသူ့ရဲ့အရသာဆန်ရဲ့နူးညံ့သွားမယ်ပေါ့နော်ဆန်ရဲ့ tester အရသာလည်းနူးညံ့မယ်လို့တွေးချင်တယ်စာရာနေယူစစ်ခွန်ကတက်ကိစဆုနာမိဆုနောပြောကိုခခုနေရှိမှာしたပြီးရဲ့ခါမှာသူကတင့်လျော်ရေးပမာဏကိုသတ်မှတ်ခဲ့တဲ့မိဆုနောပြောကချောတိုရောခဲ့ရပါကောဟန်ကဖူကူရာတိုတခဲရုနေတိုခံကမှာしたရှိတာဒီလိုတင့်လျော်ပေါ့နော်ရေကိုဒီကွက်တိချိန်နိုင်ခဲ့မယ်ဆိုရင်ထမင်းချက်တာပေါ့နော်လုံးဝထမင်းကောင်းမှုဖြစ်လာမယ်လို့တွေးထားရပေါ့နော်ဖူကူရာတိုတာခဲရုနဲ့တိုခန်းကိုင်မာစတာဆိုတာဒီပုပဆူလာမဲပုံစံမျိုးပေါ့နော်အဲ့လိုပုံစံပြောချင်တာဆိုしてခါရဝါတဲ့ဘာလဲဆိုတော့ဆွေးဟန်ကီနော်စက်တဲကြီးကိုကကူနေရှိမှာしたသူကထမင်းပါအဝယ်စက်တင်ကိုချိန်ခဲ့တယ်ဆွေးဟန်ကီနော်စက်တဲကြီးကတာရရှိခဲ့ရပါ美味しいご飯が炊けるはずだと信じましたဒီထမင်းပါအိုမှာစက်တဲ့တိကျချိန်ပြီးသွားရင်ဆိုရင်တော့ဒီအရသာရှိရဲ့ထမင်းကတော့ထွက်လာမယ်ဟောရမှာဆိုတာကျင်းတိတိကျရဲဆိုပြီးတော့သူတွေးထားတယ်ပေါ့နော်ယုံကြည်ရဲ့ဆိုင်းကောနိနောက်ဆုံးမှာဆိုရင်ဒီမှာဆိုင်းကောနိတာကီအာကတာကိုဟန်အိုရှိကာဝီတိုမာဆေမစတာသူတေထားထမင်းကိုသိချာလေးရုံးမှုခဲ့တယ်တဲ့မွေပြီးခဲ့တယ်ပေါ့နော်ကောဟန်အိုမာဆဲတွေပါဒီသမီးကိုမှုမယ်ဆိုရင်ဇန်တိုင်းနီအချစ်ကခေအစနီနာရူဒါလို့သူခင်ကမှာစတာဒီအရာသာတူညီစွာပြန့်နှံ့သွားမယ်လို့သူတွေးထားတယ်တဲ့အရာသာအိုတိုမှာပေါ့နော်အရာသာအကုန်လုံးအဆင်ပြေသွားမယ်လို့တွေးထားတယ်တဲ့ညီလူညီမြတ်ဖြစ်သွားမယ်လို့တွေးထားတယ်တဲ့ယူချစ်ခွန်ကတဲ့ကိုရီရာနော်ဟိုတဲ့ခံမကီနာနီယိုနော်ကဟန်အိုတကုတ်ကုတုကတက်ကိမစတာတော့ဒီနီလန်နဲ့ဒီဂျပန်ထမင်းကိုအဆင်ပြေစွာပေါ့ပြပြစွာချက်နိုင်ခဲ့တဲ့ခါဆိုးကခါရတော့စုကူတာကိုဟန်အိုတိုင်းဟန်ရောကပိမစတာဟိုပါပေါ့မိသားစုကလည်းသူချက်ထားထမင်းကိုတကယ်ပျော်ရွှင်စွာနဲ့ပေါ့နော်လက်ခံပေးခဲ့ပေါ့နော်တခုခုံကတဲ့မိုးရှိဒိုးရခုစုမြင်မှာအိုရှိကိုဟန်ကစုကူရဲရွန်ဒါနေတိုဂျစ်ကက်ရှိမစတာမွယူချစ်ခွာပေါ့တကယ်အားဆိုင်ထုတ်ပြီးတော့လုံးမယ်ဆိုဒီအရသာရှိရဲ့ဂျပန်ထမင်းကိုချက်ပြုတ်နိုင်တာပဲဆိုပြီးတော့သူကသိမှတ်ပြုပေးခဲ့ကြရဲ့ဒါကတော့ short video တူလေးပါနော်ပြင်လေးကို